အားလုံးမင်္ဂလာပါဒီနေ့တော့ဗာလဲဆိုရင် white chat coffee တောက်မှာဖြစ်ပါတယ်ဒါပေါ့နော် coffee plan ကို white chat coffee လို့ခေါ် white chat coffee လို့ပေါ့နော်ဒါအထောက်ကြီးပေါ့နော်အထောက်ကြီးကတော့အထောက်သေးပဲနဲ့ထောက်ပါလဲဆိုရင်တော့15ထောက်ပါတယ်ပေါ့နော်တမအထောက်သေးပေါ့နော်ကျွန်တော်ခုတ်တောက်မယ်ဘာဖြစ်လို့ဆိုတော့အစာပဲစားနေတယ်ဆိုရင်တော့အဆင်မပြေဘူးလေနော် white chat coffee လဲတောက်ဖို့မမေ့ပါနဲ့ white chat coffee လဲတောက်ပေးရမှာပေါ့နော်တောက်တော့အဲ့ဒါတော့ငွေတယ်အဲ့ဒါတော့ပါလဲလောက်ထားလဲဆိုတော့ coffee စစ်နဲ့လောက်ထားတယ်ပြီးတော့တဘာဝအရာတာနဲ့လက်ဖက်အနက်ကိုလည်းလောက်ထားပေးတယ်ပေါ့နော်လက်ဖက်အနက်ပေါ့နော်သူကလက်ဖက်အနက်နဲ့တဘာဝအရာတာတကြားတော့တဘာဝတကြားနဲ့လောက်ထားတယ်အဲ့ဒါကိုသူ့မှာတော့ဂျင်းစဲမပါဘူးပေါ့နော်သူက coffee စစ်နဲ့လောက်ထားတယ်ပြီးတော့တဘာဝအရာတာတကြားတော့တဘာဝတကြားပေါ့နော်ပြီးတော့လက်ဖက်အနက်ရတယ်ပေါ့နော်ရမ်းမွေးတယ်ဝေါကဲဆောက်တာတော့ပါမယ်ဘာနော်ချက်ကော်ဖီတော့အနက်တော့မွေးတယ်ဓမ္မအထောက်ကအကြီးပဲနော်ကြီးပဲထောက်အနက်တော့ရမ်းမွေးတယ်ဟိုအဲ့ဒါမွေးပါတယ်ဟိုကွယ်ခုလေပါများရပါနော်ဒါအရင်နေပဲရင်းနေပဲတောင်းမယ်တောက်ကောင်းတယ်ပေါ့နော်လက်ဖက်ရည်လိုမျိုးပဲလက်ဖက်အနဲ့ပဲရတယ်ပေါ့နော်မိုက်တယ်ပြီးတော့ဘာတွက်လက်ကောင်းလို့ဆိုရင်တော့ဒီကတောက်ပြီးရင်တော့အစာစားချင်ဆက်ကိုလည်းထိုင်းပေးတယ်ပေါ့နော်တချို့အစာပဲတချို့ဘိုင်းနေဆိုင်စားချင်တယ်အဲ့ဒါကိုသူကထိုင်းပေးနိုင်တယ်ပေါ့နော်အစာစားချင်ဆက်ကိုထိုင်းပေးတယ်ပြီးတော့ကိုသွေးမလို့အဲ့တော့အစီများကိုလည်း short ချပေးတယ်ပြီးတော့ကိုအလေးချိုင်ကိုလည်းထိုင်းပေးတယ်ပေါ့နော်အစာမစားချင်ဘူးအစာမစားချင်ဆိုင်မရှိဘူးဆိုရင်ကိုလေးချိုင်လဲထိုင်းပေးတယ်ပေါ့နော်အဲ့ဒါကိုဒါပြီးတော့သွေးကြောအတွင်းရှိအစီများကိုရောချပေးတယ်နော်ပြီးတော့ကိုအတွင်းရှိအညစ်အကြေးများကိုလည်းကိုတွေးရှိအညစ်အကြေးများနေလဲကိုတွင်းရှိအညစ်အကြေးများနေအစိတ်အတောက်များကိုတနေ့စားတဲ့အစိတ်အတောက်များကိုလည်းရှင်းထောက်ပေးတယ်ပေါ့နော်ကျွန်တော်ဒီနေ့ဘယ်လောက်စားတယ်မနက်ဖြန်ကိုသူရှင်းထောက်ပေးနိုင်တယ်အဲ့ဒါကိုအရန်ကောင်းတယ်ပေါ့နော်ကျွန်တော်တို့ကြမ်းမရေးသွားလဲဆင်ပြေတယ်ပြီးတော့တာကိုတောက်ပြီးတော့ဝိုက်လဲကြားတယ်ပေါ့နော်ဝိုက်တာလိုက်ကြီးကြားတော့မဟုတ်ပေါ့နော်ဖြည်းချင်းကြားတယ်ပြီးတော့အသားရည်လဲပို့လှအသားရည်လဲလှလာတယ်နော်သူကဘာဖြစ်လို့ဆိုတော့ဝိုက်ကတာလိုက်ကြီးမကြားဘူးဆိုရင်အသားရည်ကသူဖြည်းချင်းကြားဆိုရင်အသားရည်ပို့လှတယ်ပေါ့နော်တချို့တာလိုက်ကြီးကြားမယ်ဆိုရင်တော့အသားရည်ကတွယ်နေတယ်ပေါ့အဲ့လိုဖြစ်မှာဆိုရဲဒါအဲ့လိုဖြစ်မှာဆိုရင်တော့ဒါမစိုးရင်သေးဘူးပေါ့နော်သူကဖြည်းချင်းကြတယ်အသားရည်လည်းပိုကြစ်ပြီးတော့ပိုပြီးလှပစေတယ်အဲ့ဒါကို coffee plan ကိုတောက်ပါနော် coffee plan ကျွန်တော် white chat coffee လို့ဖြစ်ပါတယ်ဒါတချို့ white chat ချင်တဲ့သူတွေကလောင်းဝအဆင်ပြေတယ်နော်ဒါပဲပေါ့နော်ကျွန်တော်တောက်လိုက်အောင်ပါတောက်လို့ကောင်းတယ်မနော်တောက်လို့အဆင်ပြေတယ်အဲ့ဒါလည်းမှုေးတယ်နော်ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်